ပြာကားကြည့်များတဲ့လူတွေကိုကိုပေါက်ဘလို့အကြံပေးချင်လဲခင်ဗျအပြာကားအရန်အကြည့်များလူငယ်လူကြီးတွေရောပါလာတဲ့လူငယ်လူကြီးများအတွက်တတိပေးစရာကျမ်းမာရေးအရာတတိပေးစရာဘယ်နှချက်ရှိလဲကိုပေါက်အချက်2ချက်ရှိပါတယ်အဲ့ဒါကအရေးကြီးလားကိုပေါက်အရန်ကိုအရေးကြီးပါတယ်ဒါဆိုတေချာနားထောင်ဖို့တင့်လားခင်ဗျဒီဖိုင်လေးကိုတေချာနားထောင်ပေးပါနံပါတ်1အချက်ကဘယ်လိုလဲအပြာကားအရန်ကြည့်တဲ့သူတွေသည်တတိရောမေ့တတ်လားခင်ဗျတတိမေ့တတ်ပါတယ်နော်ဒါဆိုနံပါတ်2အချက်ကောဘယ်လိုလဲနံပါတ်2အချက်ကအပြာကားအရန်ကြည့်တဲ့သူတွေသည်ဆက်ပြောလေဗျာနားထောင်နေတယ်ဒီမှာနှစ်ကမမမိတော့ဘူးလားဘာလည်းမသိဘူးမိသွားပြီလားမေဝိုင်းဒါဆိုနောက်တစ်ခေါက်ပြန်ပြောပြဗျာပြန်ပြောမယ်နော်